Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဆန်းလို့ရင်းနဲ့တောက်လို့ကောင်းလို့အဲ့ရဲ့ recipe လေးကိုပြန်ပြီးတော့မျှဝေပေးမလို့ပါအဲ့ဒါကတော့ဘယ်လိုခေါ်မလို့တော့မသိဘူးကျွန်တော်ဒီလိမ္မော်ခွန်ရယ်ပူစီနယ်3ညွန့်လောက်ရယ်ပြီးတော့ကျွန်တော်ပြားရည်2စွန်းရယ်ရေ1လီတာကိုရောပြီးတော့ကျွန်တော်ပထမဆုံးကတော့ကျွန်တော်တီးလို့မယ်ဆိုပြီးတော့ကြိုလိုက်တာပေါ့လေကြိုလိုက်ပြီးတော့ငါကော်ဖီနဲ့စမ်းကြည့်မယ်ဆိုပြီးတော့အေးခံပြီးတော့ကျွန်တော်ကော်ဖီတပည့်ရှုပ်မှာရေခဲ6တုံးလောက်နဲ့ကျွန်တော်ဒီအောင်ကိုကျွန်တော်100မီလီလောက်ထည့်ပြီးတော့တောက်ကြည့်တာတော်တော်လေးမိုက်တယ်တော်တော်လေးလည်းကောင်းတယ်အဲ့ဒါလေးကိုကျွန်တော်အခုတစ်ချက်ပြင်ပြပေးမယ်ပေါ့လေဒီမှာဆိုကျွန်တော်ခွက်အေးခံထားလေးရှိတယ်ရေခဲကတော့6တုံးပဲနောက်ဆုံးတော့ရေခဲ6တုံးအဲရေခဲ6တုံးမှာကျွန်တော်ဒီမှာ espresso တပည့်ရှော့လေးကျွန်တော်ပြင်ထားတယ်အဲ့လေးကျွန်တော်အပေါ်ကလောင်းလိုက်တယ်လောင်းပြီးတော့လိမ္မော်အနှံ့လေးလိုချင်တယ်လို့ကျွန်တော်လိမ္မော် twist ပေါ့လေဒီလိမ္မော်အခွန်ရဲ့ twist လေးကိုကျွန်တော်ဒီလိုလေးထည့်လိုက်တယ်ထည့်ပြီးတော့ဒီကောင်ကိုကျွန်တော်100မီလီထည့်လိုက်မယ်ပေါ့လေဒီတိုင်းအောင်မှာမင်းအရသာလေးပါအောင်လို့ရန်ဒီထည့်လိုက်ဒီကောင်တော့ garnish လုပ်တာပေါ့လေပြန် refresh ဖြစ်ပါတယ်အခါမကြိုက်တဲ့ coffee အခါမကြိုက်တဲ့လူတွေတောင်မှဒီကောင်ကြိုက်မယ်လို့ကျွန်တော်ကတော့မျှော်လင့်တယ်ဘာဖြစ်လို့လဲဆိုတော့ coffee အခါထက်ပြည့်သွားပြီးတော့ကျွန်တော်တို့ဒီပြားရည်အနှံ့လေးနှစ်လေးတင်းတင်းလေးရနေသေးတယ်ပြီးတော့ကျွန်တော်တို့ဒီလိမ္မော်တီးရဲ့အခွန်အနှံ့ပေါ့လေအဲ့ဒါလည်းတင်းတင်းလေးရနေသေးတယ်ပြီးတော့ mint ပေါ့လေအဲ့ရဲ့အနှံ့လေးရလည်းအရင် refresh ဖြစ်ပါတယ်လို့တော့ကြည့်ပါကျွန်တော်တို့ ice honey lemon coffee လို့ကျွန်တော်တို့နာမည်ပေးလိုက်မယ်အရင်ဖြောတော့ကြည့်ပါကိုယ့်ရဲ့အမြင်လေးတွေလည်းပြန်ပြီးတော့မျှဝေထည့်ပေးပါဦးကျွန်တော်တို့တော်တော်လေးကြိုက်ပါတယ်ဟုတ်ပါပြီအားလုံးပဲ peace ပါ